ကိုယ့်ရဲ့စိတ်တွေပင်ပန်းနွမ်းနယ်လာတယ်လို့ခံစားရသူတိုင်းနားထောင်ပါဘဝရှိနေတဲ့အစင်မပြေမှုဆိုတဲ့ကံအကြောင်းတွေကလည်းရှိနေအောင်ပါပဲအစင်မပြေမှုတွေနဲ့စိတ်မွန်းကျက်စရာတွေတိတ်များလို့ဆိုပြီးကိုဘဝကိုဖြစ်တည်မှုအပေါ်မှာလည်းအပြစ်တွေမြင်မနေပါနဲ့တော့ပျော်ရတဲ့အချိန်လည်းရှိတယ်လို့ငိုရတဲ့အချိန်လည်းရှိမှာပဲလေလောကမှာရှင်သန်နေတဲ့လူတိုင်းမကြုံခြင်းလဲကြုံရတဲ့အရာဟာဒုက္ခတရားပဲကိုတယောက်တည်းပဲအစင်မပြေမှုတွေဖြစ်နေတာမဟုတ်ပါဘူးလူတိုင်းမှာသူ့တောကားနဲ့သူကြုံတွေ့ခံစားနေရတဲ့ဒုက္ခတရားတွေဆိုတာရှိကိုရှိပါတယ်အသက်အရွယ်ပိုင်းခြားကြောင်းထုတ်ဖို့မပြောပြချတော့တာပဲရှိတာပါလူတိုင်းအစင်မပြေမှုဆိုတဲ့စာမေးပွဲတွေကိုအမြဲတမ်းဖြေဆိုနေရတာကြီးပါပဲအစင်မပြေမှုတွေအများများလို့မျိုးတိတ်ထားရတာတွေမွန်းကျက်မှုတွေများလာလို့ငိုချင်လာတဲ့အခါမှာလဲမျက်ရည်တွေကိုထိမထားပါနဲ့အားရပါရနဲ့ကိုငိုချလိုက်ပါကလေးတွေလိုချင်တာမရတဲ့အခါဖြစ်ချင်တာတွေမဖြစ်ရတဲ့အခါအားရပါရငိုချလိုက်တာဟာကိုယ်စိတ်ကိုအပေါ်ပါဆုံးပြန်ဖြစ်လာစေပါလိမ့်မယ်ကျမဆိုရင်အစင်ပြေမှုတွေမွန်းကျက်မှုတွေတအားများလာရင်ကလေးတယောက်လိုမျိုးအားရပါရငိုချပြစ်လိုက်တာပဲပြီးရင်တော့အလှဆုံးပြုံးပြီးမနေ့ပြန်နေကိုရှေ့ဆက်နိုင်ဖို့အားပြန်ယူလိုက်တယ်လေဒါကြောင့်မို့ငိုတဲ့နေထင်ငိုတာချလိုက်ပါမျိုးတိတ်ထားတိုင်းကောင်းတာမဟုတ်ပါဘူးစိတ်သက်သာရဖို့ဆိုတာရင်ဖွင့်ပေါ်ရှိမှဖြစ်တာမဟုတ်ပါဘူးကလေးတယောက်လိုငိုယိုတိုင်းလဲစိတ်တွေပြန်သက်သာလာနိုင်စေပါတယ်အဲဒါကြောင့်မို့ငိုဖို့ကိုမတွန့်တိုနေပါနဲ့ပြီးတော့ကိုယ့်ကိုမလိုအပ်တဲ့ရဝန်းနေကိုရှောင်ပါကိုယ့်ကိုတန်ဖိုးမထားတဲ့ရဝန်းနေကိုဆက်ပြီးမဖက်တွယ်ထားပါနဲ့တော့ကိုဖုံးကိုမကင်ကျင်တဲ့သူစီကိုခဏလဲဖုံးနေခေါ်ပြီးစိတ်ပူပေးမနေပါနဲ့တော့ကိုပို့တဲ့စာကိုစီးမပြကျင်တဲ့လူတွေစီကိုလည်းစာရှည်တွေပို့ပြီးမျောလင်းချက်တွေစစ်ပြီးထားမနေပါနဲ့တော့နောက်ပြီးတော့ကိုစီမှာမနေချင်တော့လို့ထွက်သွားဖို့ပြောလာတဲ့သူကိုလည်းအတူတူရှိကျင်သေးတဲ့စိတ်လေးနဲ့ကတ်တွေထားမနေပါနဲ့တော့သူတို့လည်းကိုကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ကိုလည်းသူတို့ကြောင့်နဲ့ပို့ပြီးစိတ်ပင်ပန်းနာကျင်နေရလိမ့်မယ်လွှတ်ချတင်တဲ့လက်တွေကိုလွှတ်ချပေးလိုက်ပါဖက်တွေမထားတင်တော့တဲ့ရက်ဝင်းတွေကိုကြောခိုင်းနိုင်အောင်ပဲလေ့ကျင့်လိုက်ပါတော့ကိုပို့ချစ်တယ်ဆိုရင်ကိုရဲ့နာကျင်မှုတွေကိုထပ်ပြီးမခံစားကျင်တော့ဘူးဆိုရင်ကိုနာကျင်စေတဲ့လူတွေကိုဆက်ပြီးမပတ်သက်ပါနဲ့တော့ကိုအတွက်သူရှိမှဖြစ်မှာသူရှိမှကိုပြောရမှာဆိုပြီးအတွေးတွေမလွန်ပါနဲ့သူတို့မရှိလဲကိုကပြောအောင်နေနိုင်ရမယ်လေသူတို့တောင်ကိုမရှိပဲရှင်သန်နေနိုင်ကြတယ်ဆိုရင်ကိုလည်းသူတို့မရှိတဲ့ကဘာမှာလှပစွာရှင်သန်ပြစ်နိုင်အောင်ကြိုးစားရမယ်လေမနေ့ပြန်နေကိုရှေ့ဆက်လျှောက်လန်းမှုစိတ်မပြတ်ပါနဲ့ဒီနေ့မပျော်ရွှင်ရပေမဲ့မနေ့ပြန်တိုင်းမှာပျော်ရွှင်ခြင်းပျော်ရွှင်ရအောင်မှာမို့ရှေ့ဆက်လျှောက်လန်းမှုစိတ်ပြတ်မနေပါနဲ့နော်ကို့အတွက်ဘယ်သူမှမရှိပါဘူးကို့ကိုဘယ်သူမှမလိုချင်ပါဘူးကို့ကိုဘယ်သူမှမချစ်နိုင်ပါဘူးကို့တန်ကိုဘယ်သူမှသိမခံနိုင်ပါဘူးဆိုပြီးတော့လေအတွေးတွေမလွန်ပါနဲ့ကို့ကိုဘယ်သူမှမချစ်ဘူးလို့ခံစားလာရတဲ့အခါတိုင်းကိုပို့ချစ်ပေးလို့ရတယ်ဆိုတာကိုအမှတ်ရပါအထီးကျန်လာရတယ်လို့ခံစားလာရတဲ့အခါတိုင်းမှာလေကို့အတွက်ကိုရှိနေသေးတာပဲဆိုတဲ့အတွေ့လေးနဲ့အမြဲတမ်းဖြည့်သွင်းကြည့်ပါဘလောက်ပဲအစင်မပြေမှုတွေများဘလောက်ပဲမွန်းကျက်စရာတွေများညဘက်တွေကိုအေးအေးပြတ်မခံပါနဲ့အေးအေးဝအိပ်ပါအတွေးနယ်တွေလွင်ပြီးကိုယ်စိတ်ကိုဒုက္ခတွေထက်ခါပေးမနေပါနဲ့တော့ပျော်အောင်နေနိုင်ရမယ်လေမပျော်ရတဲ့ရက်ဝင်းနေဆိုရင်လည်းရှောင်နိုင်ရမယ်မနေ့ပြန်တိုင်းမှာအကောင်းဆုံးရှင်သန်နိုင်မှုအလားဆုံးပြုံးနိုင်မှုအတွက်ပျော်အောင်နေဖို့လိုအပ်ပါတယ်ဘဝကိုလွယ်လေးနဲ့အားမလျှော့လိုက်ပါနဲ့လွယ်နဲ့ကိုယ့်ဘဝကိုစိတ်မပြတ်လိုက်ပါနဲ့အားတင်းပြီးတော့အခက်ခဲတိုင်းကိုကြော်ဖြတ်လိုက်ပါဒုက္ခတွေပြီးသွားတဲ့အခါဒုက္ခတွေဆိုတာလာစမြဲပါပဲအဲ့ဒီအချိန်ထိခဏလေးတော့တောက်ခံထားနိုင်မှုလိုအပ်တယ်ဒါကြောင့်မို့အစင်မပြေမှုတွေနဲ့စိတ်တွေမပျော်တဲ့အခါတိုင်း
ကိုပျော်ရွှင်ရဖို့မနေ့ပြန်တိုင်းမှာအကောင်းဆုံးရက်တည်နေနိုင်ဖို့အလှဆုံးအပြုံးနေပြုံးနိုင်မှုအတွက်ကိုပူချစ်ပါကိုပူပြူးဆိုင်ပါကိုနာကျင်စေတဲ့ရက်ဝန်းမှန်သမျှကိုဥပိ္ပခာပြုလိုက်ပါဒါဆိုရင်တော့မနေ့ပြန်တိုင်းမှာပျော်ရွှင်လာရမှာအသေးချပါပဲ